ဂျပန်မှာကားဝယ်ခြင်းအိမ်မှာကားရက်စရာနေရာရှိကြောင်းမဖြစ်မနေသက်သေပြရပါတယ်။ဂျပန်နိုင်ငံဟာတိုယိုတာတို့ဟွန်ဒါတို့လိုကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေရှိတဲ့နိုင်ငံဖြစ်ပေမဲ့မြို့ကြီးတွေမှာမြေနေရာကျဉ်းတာနဲ့အဆောက်အအုံတွေအများပြားကျဉ်းညံ့နေတာကြောင့်ကားပိုင်ဆိုင်ခွင့်ဥပဒေကိုအတော်လေးတင်းကျပ်ထားပါတယ်။အဲ့ဒီအထဲမှာကားတစ်စီးဝယ်တော့မယ်ဆိုရင်အဲ့ဒီကားအတွက်တည်တံ့ရက်စရာနေရာရှိကြောင်းရဲစခန်းထောက်ခံစာမပြနိုင်ရင်ကားဝယ်လို့လုံးဝမရတဲ့ဥပဒေတစ်ခုရှိပါတယ်ရှင်။ဒီစနစ်ကအလွန်ထူးခြားပြီးတော့စီစဉ်နဲ့လက်ကျလာပါတယ်။ဒီဥပဒေကို1962ခုနှစ်ကတည်းကစတင်ကျင့်သုံးခဲ့တာဖြစ်ပြီးကားမဝယ်ခင်ရက်စရာနေရာအရင်ရှာရမယ့်သဘောပါ။ဒီထောက်ခံစာဥပဒေကိုပြဋ္ဌာန်းရတဲ့အဓိကရည်ရွယ်ချက်ကတော့တိုကျိုနဲ့အိုဆာကာလိုမြို့ကြီးတွေမှာဆိုရင်လမ်းဘေးမှာစီကမ်းမဲ့ကားရက်တာတွေကြောင့်မိသက်ကားနဲ့လူနာတင်ကားလိုမျိုးအရေးပေါ်ကားတွေသွားလာရခက်ခဲတာရင်ကျောပိတ်ဆိုတာနဲ့လမ်းဘေးရက်ထားတွေကအကွယ်ကနေကလေးတွေရုတ်တရက်ထွက်လာလို့ဖြစ်တဲ့မတော်တဆမှုတွေကိုကာကွယ်နိုင်ဖို့ပါဒီထောက်ခံစာရဖို့ဆိုရင်တော့ကားဝယ်မဲ့သူကတင်းကျပ်တဲ့စီကမ်းတွေကိုလိုက်နာရပါတယ်ရှင်ပထမဆုံးချက်ကကားရက်မဲ့နေရာဟာကိုနေတဲ့အိမ်ဒါမှမဟုတ်ရုံကန်နဲ့2ကီလိုမီတာ1.2မိုင်အတွင်းမှာရှိရမှာဖြစ်ပြီးတော့အဲ့ဒီထက်ဝေးရင်တော့လုံးဝခွင့်မပြုပါဘူးဒုတိယချက်ကတော့ရက်မဲ့နေရာရဲ့အကျယ်ဝန်းအမြင့်နဲ့အလျားဟာဝဲမဲ့ကားအမျိုးအစားနဲ့ကွက်တိဖြစ်ရမှာဖြစ်ပြီးတော့ကားတကားဖွင့်လို့ရရမယ်လူဝင်ထွက်လို့ရပါမယ်တတိယအချက်ကတော့အဲ့ဒီရန်နာနေရာစီဝန်းတဲ့လမ်းဟာအများပြည်သူသုံးလမ်းမကြီးကိုပိတ်ဆို့ထားတာမျိုးမဟုတ်ပဲလွတ်လပ်စွာဝင်ထွက်လို့ရဖို့လဲလိုအပ်ပါတယ်ကိုပိုင်မြေမဟုတ်ပဲလာစင်ကြေးပေးငှားထားတဲ့ကားရနာရနေရာဖြစ်ရင်လည်းအိမ်ရှင်ဒါမှမဟုတ်မြေပိုင်ရှင်ရဲ့ခွင့်ပြုချက်စာချုပ်ကိုပါတရားဝင်တင်ပြရပါတယ်ဒါအပြင်ကိုယ်အိမ်ဝန်းမှာကားရက်စရာနေရာရှိပေမဲ့အဲ့ဒီနေရာမှာတခြားကားတစ်စီးရပ်ထားပြီးသားဆိုရင်ဒုတိယကားအတွက်ထောက်ခံစာလျှောက်လို့မရပါဘူးဒီဥပဒေရဲ့စစ်ဆေးရေးလုပ်ငန်းစဉ်ဟာလည်းအလွန်ကိုတိကျပါတယ်ရှောက်လာတင်ပြီးရင်တော့သက်ဆိုင်ရာမြို့နယ်ရဲစခန်းကတာဝန်ရှိသူတွေဟာရှောက်ထားသူတင်ပြထားတဲ့ကားရက်စရာနေရာစီကိုလူကိုယ်တိုင်လာပြီးတော့အကျယ်ဝန်းကိုတိုင်းတာစစ်ဆေးကြပါတယ်စစ်ဆေးချက်တွေအားလုံးမှန်ကန်မှသာရဲစခန်းကအတည်ပြုတစိမ့်ထုပေးပြီးတော့အဲ့ဒီထောက်ခံစာရမှာပဲကားအကြောင်းဆိုင်ကကားကိုစာချုပ်ချုပ်ပြီးတော့လွှဲပေးတာပါရှင်ထူးခြားတာတစ်ခုကအဝါရောင်နံပါတ်ပြတဲ့ 660cc အောက်ကားသေးလေးတွေဝယ်မယ်ဆိုရင်တော့အချို့မြို့နယ်တွေမှာဒီလိုထောက်ခံစာမလိုအပ်ပေမဲ့မြို့ကြီးအများစုမှာတော့ကားဝယ်ပြီး15ရက်အတွင်းသတင်းပို့ရပါတယ်ဒီလိုတင်းကျပ်တဲ့စီကံတွေကြောင့်ဂျပန်မြို့ကြီးတွေရဲ့လမ်းဘေးမှာညအိညာနာကားရထားတာမျိုးလုံးဝမတွေ့ရဘဲနဲ့လမ်းမတွေမှာအမြဲကိုရှင်းလင်းနေတာဖြစ်ပါတယ်ဒါကြောင့်ကားရနာရနေရာထောက်ခံစာဥပဒေဟာကားတစ်စီးရဲ့နေရာကလမ်းမပေါ်မှာမဟုတ်ဘဲပုဂ္ဂလိကမြေနေရာပေါ်မှာပဲဖြစ်ရမယ်ဆိုတဲ့မူကိုခိုင်မာစွာတိစောက်ထားတာဖြစ်ပါတယ်ဒီတော့ဂျပန်မှာနေထိုင်ရင်ကားတစ်စီးဝယ်ခြင်းနဲ့ဆိုရင်ကားဘိုးတွေမကပဲကားရက်စရာနေရာငှားကနေထောက်ခံစာရှောက်ရမယ့်လုပ်ငန်းစဉ်တွေကိုပါကြိုတင်စုံစမ်းထားဖို့လိုအပ်ပါတယ်ဒါအပြင်ဒီလိုစနစ်တကျထိန်းချုပ်ထားလို့လေဂျပန်နိုင်ငံဟာကမ္ဘာမှာရေအန်ရဲ့ကင်းရှင်းပြီးတော့မြို့ပြစည်းကအကောင်းဆုံးနိုင်ငံတစ်ခုအဖြစ်အားကျစရာဖြစ်နေတာပါအိန္ဒိယနိုင်ငံတွေမှာလည်းဒီလိုမျိုးတင်းကျပ်တဲ့စနစ်တွေကိုအတူယူကျင့်သုံးလာကြမယ်ဆိုရင်တော့လမ်းဘေးမှာစည်းကမ်းမဲ့ရပ်နားမှုပြဿနာတွေအများကြီးလျော့ကျလာမှသိကြပါတယ်အတူတူပြောရရင်တော့ဂျပန်မှာကားတစ်စီးမဝယ်ခင်အရင်ဆုံးကို့မှာကားရက်စရာနေရအမှန်တကယ်ရှိမရှိဆိုတဲ့အဓိကမိကွန်းကိုမဖြစ်မနေဖြည့်ရှင်းရမှာဖြစ်ပါတယ်နော်